ဒီလူငယ်လေးဟာသူ့ရွာရဲတဲ့ငငယ်ရွယ်ရွယ်နဲ့တီထွင်ညံရှိဆောင်ကလေးပါသူဖခင်ကိုသူကိုယ်တိုင်ပြုလုပ်ထားတဲ့လေဆက်ကလေးကိုပြသရန်ရှင်းပြခဲ့ပါတယ်ဖိဖိဒါကလေစွမ်းအိမ်နဲ့ရေတင်ဆက်လုံကြီးပါဒီထက်ကြီးရဲ့လေဆက်တလုံးဆောက်ပြီးမော်တာနဲ့ချက်ရင်ရွာကိုရေပို့လို့ရမယ်6တွေ့နေတဲ့စိုက်ခင်းနဲ့တန်ဆင်းလာမယ်လို့သူကပြောပါတယ်ဒါပေမဲ့ဒီလိုလုပ်လို့ဆိုရင်သူ့ဖခင်ရဲ့စပိန်ကိုခွဲယူဖို့လိုအပ်နေပါတယ်ဒီအကြောင်းကိုကြားသိရတဲ့ဖခင်သည်အလွန်ဒေါသထွက်ပြီးကလေးကိုအကြမ်းဖက်ရိုင်နစ်ကကြောင်းတက်ခွင့်ပါပိတ်ပင်လိုက်ပါတယ်ထိုရွာတွင်6လနိုင်တိုင်းမုံမြွာတော့ကြောင့်သီးနှံအလုံး6တွေ့ပြက်စီးကမြေပြင်များပင်အကွဲနေခဲ့သည်စားစရာမရှိတော့ဖြင့်ကြေးရွာသားများငတ်မှုခေါင်းပါနေခြင်းတွင်ဆေးရွက်ကြီးကုမ္ပဏီတစ်ခုရောက်လာပြီးကြေးရွာသားများထံမှတစ်ပင်များကိုဝယ်ယူမိဟုကန့်လန့်ခဲ့သည်အချို့ကညှင်းဆန်ခဲ့တော်လဲငတ်မှုနေသူများသည်စားစရာမရှိ၍မိမိတို့၏တစ်ပင်အားလုံးကိုရောင်းချခဲ့ကြရသည်ထို့နောက်မိုးရာသီရောက်လာတော့လဲကြံရှိသည့်သီးနှံစည်းများကိုမိုးသေးထန်စွာရွာသွင်းမှုကပြက်စီးစေခဲ့သည်မိုးရာသီတွင်ကြေးရွာသည်6သွေးမှုတန်မှမလွတ်ကင်းခဲ့ပေပြီလူငယ်၏ဖခင်သည်အိမ်၏တန်ချမ်းမိုးကိုရောင်းချကာစားနပ်ရိက္ခာဝယ်ယူရန်စူးစမ်းခဲ့တော်လဲကုန်တန်များကဈေးနှုန်းများကိုအစမတန်မြင့်တင်ထားခဲ့ကြသည်အစိုးရမှကြေးရွာသားများအားကူညီရန်အစားအစာအနှဲငယ်ပို့ဆောင်ပေးခဲ့တော်လဲလူအုပ်ကြီးသည်လပေါင်းများစွာငတ်ပြတ်နေခဲ့ပြီးဖြစ်၍အစားအစာများအားတေးကရုံးများဖြစ်သွားကလူရမှုများစားကျုံခဲ့ကြပါတယ်ထိုအချိန်မှစ၍ကြေးရွာကိုကဲတင်နိုင်သူဟု၍ထိုလူငယ်လေးတဦးတည်းကကြံရှိတော်ပါပြီသူသည်မိတ်ဆွေများနှင့်အတူလေအားလျက်စီစားပြုလို့ရန်ပစ္စည်းများရှာဖွေရန်အမိုက်ပုံးသို့သွားရောက်ခဲ့ပါတယ်ထိုနေရာတွင်ဘက်ထရီတစ်လုံးနဲ့ရေစုပ်ဆက်တစ်လုံးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ယခုဆိုရင်သူဖခင်ရဲ့စပိန်သာလိုအပ်ကြပါသည်သူသည်ဖခင်ထံသို့ပြန်သွားသည့်ထောက်မှန်တောင်းဆိုခဲ့ပါတယ်ဤတစ်ချိန်မှာဖခင်ကသဘောတူလိုက်ပါတယ်တော်လဲစပိန်ကိုခွဲချမ်းပစ်သည်ကိုမြင်ရသည့်အခါမျက်ရည်များနဲ့ကြည့်ရှုနေခဲ့ရပါတယ်ရွာသားများ၏အကူအညီနဲ့လူငယ်လေးသည်လေဆက်တီကိုတီးဆောက်နိုင်ခဲ့ပါတယ်သူသည်အိမ်မှရေစုပ်ဆက်ကိုယူဆောင်လာပြီးပိုက်တစ်ချောင်းကိုရေရင်းနဲ့သို့ချထားကာလျှက်ကူးကြိုးများကိုလေဆက်နှင့်ချိတ်ဆက်လိုက်ပါတယ်လေတိုက်ခတ်လာသောအခါလေဆက်တီးလည်းပတ်လာပါတယ်ခဏအကြာတွင်ရေစုပ်ဆက်မှရေများစီးထွက်လာခဲ့သည်